Hello Nico Monmaro အားလုံးခင်ဗျာကျွန်တော်နာမည်ကတော်နေညူဖြစ်ပါတယ်ကျွန်တော်ကအခုချိန်ကဗမာစကားပြောတယ်ဒါပေမဲ့ကျွန်တော်ဗမာစကားပြောမယ်ဆိုလေကျွန်တော်ကဘယ်သူလိုမျိုးလဲဆိုရလေကြည့်ဒါက KJAG ပါ KJAG တွေ့မယ်ဆိုရလေKJ ပါဘောနော်ဘာဖြစ်လို့အနီယော KJAG လေအယောအမျိုးမျိုးစီပါတယ်ဘာဖြစ်လို့ကျွန်တော်အနီယောဝေါ်နေတာလေဆိုဒီကဖွေရဲပြလာအခုအခြေကကျွန်တော်ပြောပြီးသားစကားတွေကနိုင်ငံရေးဥတီရဲ့လေဆက်ပြရေးနဲ့ချေခါဥဒေဘနေပြီအမျိုးသားပြလဲစီလိုညိုမတားတော့ဒီလောက်နော်ဘာဖြစ်လဲဆိုတော့ဒီနိုင်ငံရေးဥတီရဲ့လေးရကအသုံးမကြတော့ဘူးအသုံးမဝေတော့ဘူးနော်အခုကဆက်ပြရေးနဲ့ချေခါဥဒေဘနေပြီမျိုးသားပြလဲမထူထော်တော့ဘူးအမျိုးသားပြုတ်ကြောက်လို့နေတာဒါကြောင့်လို့မေးရလဲကြောက်မေးရလဲကြောက်နော်မေးအောင်လည်းမကောင်းမှုကြောင့်ငါတို့နော်တဲ့ရသားလူမျိုးအပေါင်းစုံဒုက္ခရောက်နော်အမျိုးသားဘယ်လိုပြထူထော်ရမလဲဆိုဒီကနော်လည်းမသိဘူးဒါပေမဲ့ကျွန်တော်ပြောင်းချင်နေတဲ့စကားကကျွန်တော်ကဗမာပြောပြီးဆိုရင်ဗမာပြောင်းချင်တယ်တချေဆုံပြီးဆုံရင်လေတချေပဲဆုံလေဘာမှစိတ်ကူမီအချီတချေဆုံလေအချီပဲယူနေတာနိုင်ငံရေးတချေရေးလေနိုင်ငံရေးလေဖေဖေပဲဘာတချေတခြားကမစိစားတော့ဘူးနော်ခုကနိုင်ငံရေးဥတီရဲ့လေးအချေဆိုတော့ကျွန်တော်တိုက်ခိုက်မယ်ဆိုရင်ဗမာပဲပြောရမယ်ဘာဖြစ်လဲဆိုတော့တဲ့ရတဲ့အကူလို့ကနားလည်နေတာကဗမာလေကျွန်တော်ကမတအကူမတဘူးဒါပေမဲ့နင်းနေပပတဆိုရလေနော်တခြားတဲ့ရတဲ့လူမျိုးနားလည်နင်းနေပပနားလည်နော်ကျွန်တော်ပြောကောသလောက်ကောကြီးရစကားပြောမယ်ဆိုတော့ကျွန်တော်ကြီးရတမျိုးပဲနားလည်ဒါကြောင့်လို့ဗမာမတလဲနင်းနေပပတလဲကျွန်တော်စိတ်ထဲမှာစိနေတဲ့သမီးကိုကျွန်တော်ပြောင်းချီတယ်ကျွန်တော်ကြီးပြောလဲကြီးလူမျိုးပဲနားလဲအဒါကြောင့်မလို့ကျွန်တော်ခုတက်ပွဲဝေပြီဆိုဒီကပြောပြီနော်ရည်စရာလေးဖြီးမယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်ကမတလားနော်ရည်စရာလေးဖြီးမှာပေါ့နော်ရည်စရာလေးပြောဘာဖြစ်လဲဆိုဒီကနိုင်ငံရေးလို့နေတာကလည်းခတ်တီခမမဲ့လဲမဟုတ်ဘူးနော်ရည်စရာလို့လဲရည်စရာပြောလဲနိုင်ငံရေးလို့လဲရတယ်ခတ်တီခမမဲ့ခုတည်းပဲမဟုတ်ဘူးနော်ရည်စရာပြောလဲနိုင်ငံရေးနော်ဝေတဲ့ဟာလဲစီတယ်နော်ဒါကြောင့်မလို့ကျွန်တော်ရည်စရာပြနော်မစိတ်ဘူးပြောချင်တယ်တခုပဲသိတယ်ဘာဖြစ်လဲဘာကြောင့်လဲကိုကမသိရလားတာနော်ကျွန်တော်မသိဘူးပြောချင်တယ်တခုပဲသိနော်ဘာပြောချင်လဲဆိုဒီကဒီညကနော်လင်းကြီးကောင်ကြောက်ပဲကျွန်တော်တို့တက်လို့ရပြီကျွန်တော်ကြီးရနေရကျွန်တော်ပြယူတယ်ဘာမစရာစီလေဘာမမဘူးလေကျွန်တော်နေရကျွန်တော်ပြယူတာဘာမမဘူးနော်အခုကကျွန်တော်နေရကျွန်တော်တို့နေရကျွန်တော်တို့ပြယူတယ်မင်းရောလေကဘာမစဲဘူးလေသူနေရမဟုတ်ဘူးလေကိုနေရကိုနေလေနေပြီးတော့နေရလေကျွန်တော်မတော်လို့ဘူးမတဲဘူးမလို့ ငါတို့လေးကဘာမှမရှိလဲကျွန်တော်နေရကျွန်တော်လိုတယ်
ကျွန်တော်လိုလို့ကျွန်တော်ပြတာတယ်တဲ့တယ်ရပြီဘာဒါပေမဲ့မင်းရောလည်းမကျင်တော့ပြန်လာတိတ်ချင်တယ်ဘာဖြစ်လဲပြန်လဲတိတ်ချင်တယ်ဆိုရင်နောက်မှပြောမယ်ခုချိန်ကဘာနော်ခုကကျွန်တော်ပြုံးချင်နေတာကငါတို့တိုင်းရသားကြီးလည်းနဲ့ကဲတွေကမချမ်းသာဘူးနော်မကြည့်မွားဘူးပဲစမ်းစီဘူးကျွန်တော်တို့လမ်းနဲ့တွေကလူတို့ကြီးလူမျိုးတွေပဲဝယ်ပေးနေတာနော်ရွာသူရွာသားပဲဝယ်ပေးနေတာအစားဖို့တော့ဖို့လဲရွာသူရွာသားပဲထပ်ပပေးနေတာနော်မေတို့လာမထပ်ပဘူးနော်ရွာသူရွာသားပဲထပ်ပပေးနေနော်အခုကသူနေတို့ပေါင်းလာနေတဲ့နော်ထိုင်ခန့်နေတဲ့နေတို့စစ်သားတွေလေငါတို့တဲ့ရတယ်ငါတို့ညီမယ်ဆွေသားမယ်ဆွေကောင်းတယ်အခုကကျွန်တော်စားတာမပို့ဘူးအသက်စီနေတဲ့လူစီနေတယ်အသက်စီနေတဲ့လူစီနေတယ်ဆိုဒီကကျွန်တော်ကလူမျိုးတွေကသွေးကိုအချစ်စီတယ်စိတ်ထဲမှာအချစ်စီတယ်နော်ဘယ်သူမှစိတ်မနာဘူးနော်သူနဲ့ရသူဖြစ်မယ်ဆိုလေလူများအသက်ချောကိုကျွန်တော်တို့ကလူမျိုးတွေနော်သနာတယ်အခုအသက်မရှိဘူးဆိုရင်မမြင်တဲ့အခြေကပြည့်စမယ်ဆိုရင်ကျွန်တော်ဒါကသူဘဝနဲ့သူလေနော်အခုကကျွန်တော်စိတ်မကောင်းနေတာကခုကတော့မသေးဘူးမသေးလို့ကျွန်တော်ဒုက္ခရောက်နေတာနော်ကျွန်တော်တို့ဒုက္ခရောက်နေတာအချစ်စီးတယ်လေစိတ်ထဲမှာအချစ်စီးလို့ဒုက္ခရောက်နေတယ်နေတော့စိတ်သားကိုမသေးတဲ့လူကကျွန်တော်တို့ကပေးစားနေတယ်ဒါရတွေဘာတွေကနော်ကူပေးနေတယ်စေဘူးဝါကလည်းကိုးတယ်ပြီးရသမီးဘူးလည်းကိုးတယ်အချီနော်အချီဒါအချီကြော့နေတော့အချီမရှိလို့ငါတို့ကြီးစေတာဖားမယ်ဆိုရင်နေတော့အကိုသငါတို့ဒီလိုမဟုတ်ဘူးငါတို့ကကူပေးနေတာပြီးတော့ပေးစားနေတာဒါကကျွန်တော်တို့ကမကြည့်ဘူးအခုကတော်ပြီဗောမတော်ဘူးနေတော့ပုတ်လာသေးတယ်နောက်မှဆိုလဲဒီလိုမျိုးပဲပြဖြစ်မယ်ပြီးတော့ငါတို့နေတော့စစ်သားတွေလေငါတို့ဒုက္ခတွေငါတို့နေရာရောက်ပြီးကျွန်တော်ပြတဲ့မယ်ဆိုလဲဒုက္ခတွေငါတို့လူမျိုးတွေလေဒုက္ခတွေမှာဟိုးထိုင်းမှာနိုင်ငံမှာတခြားနိုင်ငံမှာသွားတာကြာကိုများတယ်နော်ကိုကနေတော့ဒုက္ခတွေကိုငါစီမှာပေါက်လာနေတာတရားတော့မတရားတော့ဘူးမေတို့မျောလိုက်တာနော်ငါတို့ကျွေးမွေးဆော့ပေးနေတာနော်မသေးတဲ့လူဆိုရင်တော့နော်သူဘဝနဲ့သူမသေးတဲ့လူကကျွန်တော်ကျွေးမွေးဆော့ပေးနေငါတို့စားစရာတော့မှနော်သူတို့ကအကိုပေးစားနေတယ်နော်စေစားနော်အခုဖေးကြောင်ကျွန်တော်ဗီဒီယိုဖာစီတယ်ဗီဒီယိုဖာအရေးကြီးတွေ့လားနော်ဒီလူတွေကကျွန်တော်တို့တက်ပွဲဖြစ်နေတဲ့အချိန်ကသူတို့မြင်နာကိုကျွန်တော်တို့တွေးနေတာကခွေးကိုထိနေတာအခုကဖာရတာပြီးဆိုရင်သူမြင်နာလူပါပဲလားကျွန်တော်တို့ပဲတူနေတာလားဆိုဒီကကျွန်တော်တို့ကနာလို့တွေးမွေးဆော့ပေးနေတယ်တရားရတဲ့လူကပူ
ဘာဖြစ်လို့ဗီဒီယိုဖတ်ထဲလေဆိုတော့မီတော့မယုံမဆိုကျွန်တော်ထပ်ပေးနော်ဒီအဖွဲထဲမှာစိတ်ကောမရှိတာခွေးစိတ်တာခွေးစိတ်လေစိတ်ထဲမှာခွေးစိတ်နေတာကမင်းအောင်လေတပည့်လိုပဲနော်ဘယ်မှာလူမျိုးဟုတ်ဘယ်မှာလူမျိုးကစိတ်ကောတဲ့လူလည်းစီတယ်ငါတို့ကြီးလက်နဲ့ကဲထဲမှာ PDF ခေါ်နေတာကဘယ်မှာလူတို့နော်သူတို့ကစိတ်ကန်းလို့ကဘယ်မှာတချို့ကဘယ်မှာတွေတချို့ကနော်လူမျိုးပေါ်စုံတွေ့လားနော်ဒီအောင်ချီနေတာကမင်းအောင်လေဒီအောင်နော်ပြောမယ်ဆိုရင်လေမိတ်နေဘယ်ဘာလို့ဘယ်ဘာပြောမလဲဆိုဒီကကျွန်တော်ကဘာမှသိမရှိဘူးပြောမယ်ဆိုရင်စဉ်းစားနေတာထွေးလာတစ်ခါလေးထွေးလာဆိုပြောနေတာဖွေးနေမထွေးလာဘူးဆိုရင်ono sao နော်ရောင်းချင်နေတာကနော်ဘာဖြစ်လို့မင်းအောင်လဲတိဘောဘုံမှာပြလာတိုင်ချင်လဲဆိုဒီကနေရာကသူပြလိုလားမသိကြဘူးသူပြလိုလဲပြတက်လို့မရဘူးလေဒီနေရာကနာမည်ကြီးတဲ့နော်ဒီလဲနဲ့ကဲနော်နာမည်ကြီးသွေးရဲနော်ရှိနေတယ်တဘောလားနော်အစီဝါလားဒီနေရတော့မေတို့လာမယ်ဆိုရင်လေးကလည်းလာမယ်ဆိုရင်မေတို့သူနဲ့ထိတဲ့တွေ့နေပြီးဆိုရင်နေတို့ခွေပြေးဝဲပြေးနေတာပဲတွေးသိနေတယ်ပြောင်းချီနေတာကဘာဖြစ်လဲဆိုတော့သူလက်ကြီးကလန်တင်းချီတဲ့ဂုံးစီကျွန်တော်သိရတဲ့သလောက်ကတော့သူတို့လေလက်ကြီးကဂုံးသူတို့ပစ္စည်းဒါဘိုစီရဲ့ပစ္စည်းအများကြီးရှိနေတယ်သူထားတဲ့နေရာဘယ်သူမှမသိဘူးမင်းအောင်လေဒီရောက်ပဲသိတယ်ဘာဖြစ်လို့သိနေတယ်ဆိုဒီကသူတပည့်လေခွေပြေးဝဲပြေးတော့ကထိုင်ဘက်မှာရော့နေတဲ့လူလေခုကထိုင်ကိုပြပို့နေတယ်ပြပို့တော့သူတို့တွေကမင်းအောင်လေတတိပြပေးတယ်လိကိကနေရာမှာဘာရှိနော်ဘာရှိသူဘာလို့ပြောလဲဆိုတော့ကျွန်တော်တတိရနေတဲ့ဟာကဘယ်လိုလဲဆိုသနာကြီးတာနော်ဟိုမီအောင်ပါတဲ့အများကြီးစီးတယ်တဲ့တာဘိုးကစိန်ဆောင်နေတာပဲအေးဒါကြောင့်လို့သူကြလာတဲ့ဒါပေမဲ့လာနေလာလဲနေပြပြေးမှာပဲနေတော့ထားနေတဲ့ပစ္စည်းကကျွန်တော်တို့ဘာမှမပြောချင်တော့ဘူးလာကြည့်ဆွေလာနောက်မှပြောင်းမယ်စေစားအောင်မယ်ပမာကိုဝီโอเคနော်จิตระกินี่no gitele bagyan se ya no ma jimi ro te bi yo ni ye no te bi yo
Yimi Sawiti Tikola the winning Sawiti because of the wheel. Yimi the Sawiki. Tired with the Sawi, tired with one Tikola the winner hole. Gone Yane Badu, sugar and Badu. Kathy the mare. Look where do not got me again. Lonia, Lonia. So we don't ballet, Badu, Bate, Tina. You tell her in your mother city, take your heart for more to bow. No? That's funny. Aku a chinga. Tilawa with your man. See you, Baba.